မိုင်းတုံတို့ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်နဲ့အဖွဲ့များမှလန်တရာများတိစောင်းနေမှုအခြေအနေများအားကွင်းဆင်းစစ်ဆေးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်တာဆန်တို့ပြည်ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်နဲ့အဖွဲ့များသည်2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့နနက်10:20မိနစ်အချိန်ကရောက်ရှိပြီးတရားအမှတ်1/185တန်လွင်တရားတာဆန်တရားရှိ886ပေ266.861မီတာတရားခန့်ဖွင့်17မီတာမြင့်ဆောင်တက်ခန့်24.5မီတာတက်ခန့်120မီတာတက်ခန့်18.28မီတာ3ခန့်တရားမျိုးစားအောက်ခန့်အုံမြင့် RCC board pell တရားကိုယ်ထဲ RC concrete တရားပေါ်တဲ့35 span continuous truss and RC slab အကျယ်23ပေ9မီတာရေလန်းကင်းလွတ်အကျယ်180ပေရေလန်းကင်းလွတ်အမြင့်34ပေခန့်မှန်းစီမံကိန်းတန်ဖိုးပြည်ထောင်စုငွေလုံးငွေရင်24တန်း6ရက်2လ2019ရက်နေ့တွင်စတင်ဆောင်ရွက်နေသည့်တရားဆောက်လုပ်နေမှုအားကြီးစုစစ်ဆေးရာဆောက်လုပ်ရေးဝန်ကြီးဌာနတရားဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးတင်မောင်ထွေးကတရားနှင့်ပတ်သက်သည့်များကိုတင်ပြရှင်းလင်းပြီးနောက်မိုင်းတုံသို့ဆက်လက်ထွက်ခွာခြင်းမိုင်းတုံမှမိုင်းဆက်သို့ထွက်ခွာခဲ့ရာမြို့နယ်လမ်းဦးစီးဌာနမှ2025-2026ဘဏ္ဍာနှင့်ပြည်내အစိုးရရန်ပုံငွေ111.55သန်းဖြင့်မိုင်းတုံမိုင်းဆက်သွားလမ်း10မိုင်အတွင်းကျောက်စီမြေထိန်ရှိ288ပေအကျယ်3ပေအမြင့်6ပေကို၎င်း9မိုင်အတွင်းပြည်내အစိုးရရန်ပုံငွေ98.5သန်းဖြင့်ကျောက်စီမြေထိန်အရှိ245ပေအကျယ်3ပေအမြင့်6ပေလုပ်ငန်းကိုဆောင်ရွက်ထားရှိမှုအခြေအနေအားလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်နဲ့အဖွဲ့မှကြီးစုစစ်ဆေးခဲ့ရာရှမ်းပြည်နယ်ရှိပိုင်းလမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးမျိုးပြဦးသူရဇော်ကလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီးနောက်3နာရီအချိန်တွင်မိုင်းဆက်သို့ဆက်လက်ထွက်ခွာခဲ့ကြောင်းသိရှိရပါတယ်ရှင်။